မကွေးတိုင်းမြိုင်မြို့နယ်မှာစစ်တပ်စစ်ကြောင်းတွေဝင်ရောက်လှုပ်ရှားပြီးကြေးရွာတွေကိုမီးရှို့တာလက်နက်ကြီးနဲ့ပစ်ခတ်တာဒရုန်းနဲ့ဘုံကျဲတာတွေဇက်တိုက်လုပ်နေတဲ့အတွက်နေအိမ်19လုံးထက်မနည်းမီးလောင်ပျက်စီးခဲ့တယ်လို့ပြည်သူ10ဦးထက်မနည်းလည်းဒဏ်ရာရရှိခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။မြိုင်နဲ့ပေါက်မြို့နယ်မှာမေလတတိယအပတ်ကစလို့နေ့စဉ်ထိတွေ့တိုက်ပွဲတွေရှိနေပြီးတော်လိုင်းရေးအဖွဲ့တွေအရေးတာတဲ့တိုက်ခိုက်မှုတွေလည်းရှိတယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်။မြိုင်မြို့နယ်4မိုင်ခန့်အကွာမှာရှိတဲ့မြိုင်စက်မှုနှစ်ကထွက်ခွာလာတဲ့စစ်ကြောင်းဟာဇွန်လ4ရက်မနက်9နာရီဝန်းကျင်မှာဝက်ပုတ်ကြီးရွာကိုရောက်ရှိလာပြီးပြည်သူပိုင်နေအိမ်4လုံးထက်မနည်းကိုမီးရှို့ခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်60မမလက်နက်ကြီးတွေနဲ့အနီးပတ်ဝန်းကျင်ကြီးရွာတွေဘက်ကိုအနည်းဆုံး3ကြိမ်ထက်မနည်းပစ်ခတ်ခဲ့တယ်လို့သတင်းရင်းမြစ်တို့ကပြောပါတယ်။အဲ့ဒီစစ်ကြောင်းဟာ MI-70 ရဟတ်ယာဉ်နဲ့မေလ23ရက်နေ့ကရောက်ရှိလာတဲ့စစ်ကောင်စီတပ်သားတွေပါဝင်တဲ့စစ်ကြောင်းဖြစ်ပြီးမေလ24ရက်နေ့ကနေဒီကနေ့အထိဒေသတွင်းကကြီးရွာ2ရွာထက်မနည်းကနေအိမ်15လုံးထက်မနည်းကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံပြည်သူ2ဦးထက်မနည်းလည်းတပ်ဖြတ်ခံခဲ့ရတယ်လို့စုံစမ်းသိရပါတယ်။ဒါအပြင်စစ်ကြောင်းတွေဟာစက်မှုနှစ်ထဲကနေ60မမလက်နက်ကြီးတွေနဲ့ပစ်ခတ်တာဒရုန်းနဲ့ဘုံကျဲတာတွေဇက်တိုက်လုပ်နေတဲ့အတွက်ဒေသတွင်းကြီးရွာ900ထက်မနည်းကဒေသခံတွေကဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့သိရပါတယ်။စစ်ကြောင်းတွေဟာကြီးရွာတွေဝင်ရောက်လာပြီးဒေသခံတွေရဲ့မျိုးမြေပဲဇန်တွေကိုယူဆောင်တာမိရှို့တာတွေလှုပ်ဆောင်နေတဲ့အတွက်ဒေသခံတွေမှာမျိုးစေ့ဆုံးရှုံးမှုတွေနဲ့လည်းရင်ဆိုင်နေရတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။တစ်ဖက်မှာလည်းမြိုင်မြို့နယ်16မိုင်ခန့်အကွာမှာရှိတဲ့လင်္ကာတော်ရဲစခန်းမှာအထိုင်ချလှုပ်ရှားနေတဲ့စစ်ကြောင်းတွေဟာအနီးပတ်ဝန်းကျင်ကချောင်းတောင်မယိုးကန်ပေါင်းတယ်စတဲ့ကြီးရွာတွေကိုလှည့်လည်စစ်ကြောင်းထိုးပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတယ်လို့ဆိုပါတယ်။အဲ့ဒီစစ်ကြောင်းတွေဟာကြီးရွာ2ရွာထက်မနည်းကိုမီးရှို့ခဲ့တယ်လို့တော်လိုင်းရဲဘော်3ဦးကိုလည်းတပ်ဖြတ်ခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကစုံစမ်းသိရပါတယ်။အလားတူမြိုင်မြို့နယ်မြောက်ပိုင်းလက်ရမကြီးရွာကိုဇွန်လ1ရက်နေ့မနက်7:00နာရီခွဲကျော်မှာမုံရွာနမခကအသေးခံဒရုန်း2စီးကတိုက်ခိုက်ခဲ့တာကြောင့်လူငယ်2ဦးအပါအဝင်အနည်းဆုံး10ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တွေလည်းပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့အညာမြေတပ်ပေါင်းစုရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။